လာပြိတ္တကြည့်လို့တောက်ကြနေအတွက်ဘာထိုးရမလဲဘာလို့ရမလဲမသိသေးတဲ့လူတွေမြန်လာခဲ့နော်ကျွန်တော်ပြပြမယ်ဘာလဲဆိုတော့မိတ်ဆွေတို့အချိန်မီတုံးလေးဒီနေ့မှာအရင်အကောင်းတဲ့အရာရှိဒါကဘာလဲဆိုတော့ဒီနေ့မှာကျွန်တော်8တလုံးရဲ့9တလုံးရဲ့3ညတလုံးရဲ့ပေါ့နော်โอเคသိလားဒါလေးကတော့ဒီတောက်ကြနေအတွက်အထီလေးပေါ့နော်8ရဲ့9ရဲ့0ရဲ့8နဲ့ဆိုရင်ကျွန်တော်တို့က81ကတော့ဒါမဖြစ်မနေဘာကြောင့်လဲဆိုတော့ကျွန်တော်ထင်မပြောတော့ဘူးပြီးရင်တော့84 85ပြီးရင်တော့80ပြီးရင်တော့9နဲ့ပတ်သက်ရင်90 95ပြီးတော့94ပြီးတော့0နဲ့ပတ်သက်ရင်တော့00ရှိမယ်04ရှိမယ်ပြီးရင်တော့05ရှိပါမယ်ပြီးတော့မနော်ကျွန်တော်အခုဒီတစ်ပတ်မှာမိတ်ဆွေတို့ကို free တင်မင်းနဲ့ဝင်းနှစ်ခါထုတ်မိရင်နှစ်ခါလောက်အောင်ခဲ့တယ်နော်တကယ်တော့အင်္ဂါ2ရက်စာမွေးသီးတဲ့ကောပရဝကြပြီးတော့မွေးသီးတဲ့ကောပြီးတော့ဒီကြာမင်းနဲ့တောက်ချာမှာတော့မှလာမယ်ဆိုရင်မြူးမယ်ဆိုရင်1 or 6 4 or 9 ထိတ်ဆိုတဲ့နေရာပြောပြမိခဲ့တယ်ဒါတော့ကျွန်တော်ထပ်ပြီးတော့အောင်လဲလို့မပြောတော့ပါဘူးသိရင်နော်ပြီးတော့နေ့တိုင်းမှာကျွန်တော် main ကွာအောင်တဲ့အချိန်ကြီးရှိခဲ့တယ် free မှာကျွန်တော်ဘက်ကဆက်ဆက်ရတောင်းဝင်ကြည့်ပေးခဲ့ရနော်မိတ်ဆွေတို့ဘက်ကလုံးဝတောင်းဝင်မကြည့်ဘူးဘာကြောင့်လဲသိလားဝေးဘယ်နှချိန်နဲ့အောင်တည်တတ်ခြင်းမရှိဘူးfree မှာ main ကွာဘယ်နှချိန်နဲ့အောင်တည်တတ်ခြင်းမရှိဘူးရပါတယ်မလို့ပါဘူးကင်းလင်းကိုတကယ် support ပေးခြင်းနဲ့ဆိုရင်နောက်တစ်ပတ်စာတော့အဖွဲလောင်ဝင်ပေးပါတကယ် support ပေးခြင်းနဲ့လေနော်အမားမှန်ရှိမယ်လာ support ပေးဘာတွေရမလဲနောက်တစ်ပတ်စာပြီးတော့ကျွန်တော်ဒီမှာမွေးမတင်ပါဘူးဘာလို့လဲဆိုတော့မွေးကိုကျွန်တော်ရောင်းပါမှာအဲ့တော့အဖွဲလောင်ဝင်မှာပဲမွေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคတော့မိတ်ဆွေတို့ကိုကျွန်တော်တပတ်ပြီးတပတ်ဇက်လိုက်မွေးတွေတပတ်ကိုတစ်ချိန်နှစ်ချိန်သုံးချိန်အများနဲ့ထုတ်ပေးတယ်အောင်လာနဲ့ထပ်ထုတ်ပေးတယ်ကျွန်တော်ပြလိုက်တဲ့မွေးထွက်ပြီဆိုရင်ကျွန်တော်နောက်ထပ်အသစ်ထပ်တက်ပြီကျွန်တော်ဘက်ကအရန်နေတောင်းဝင်ချင်လုံးနေဗျာအဲဝိုးတွေချေပုံလုံးလို့ပြိတ္တကြီးတော့ကျွန်တော် view မဆိုင်တော့လားအဲ့တော့ကျွန်တော်ကိုပညာကြီးလာစဖို့မဲ့လူတွေအကုန်လုံးနောက်တစ်ပတ်မှာမွေးရော2ရက်အတွင်းမှာတော့ကင်းလင်းကမွေးထုတ်2ရက်အတွင်းမှာနော်အမွေးရမယ်ပြီးနေတိုက် data ရှယ်မိန်းတွေရမယ်ပေါ့နော်ပြီးတော့မိတ်ဆွေတို့အခုတည်းကတစ်ခါတည်းနောက်တစ်ပတ်စာအတွက်တစ်ပတ်စာဆိုတော့9ရက်တောင်ဗျာ9ရက်ပုံမှန်ကျွန်တော်တခုံးမှပြောမှာနော်တရက်ကို1000ခွဲနှုံးပဲကောက်အောင်9ရက်ဆိုဘယ်လောက်တော့ဖြစ်နေမလဲအေးများနေချို့ကြတော့ဟိုဘယ်လိုပြောမလဲဒီလိုမျိုး1000ခွဲလောက်တကယ်တော့9ရက်ရင်တော့ပြရမှာပြောပြတာဥပမာနေနဲ့နော်တရက်ချင်းဈေးနှုန်းစဉ်းစားကြည့်လောက်1000ခွဲဆိုမိတ်ဆွေစဉ်းစား9ရက်ဆိုဘယ်လောက်တော့ဖြစ်နေမလဲအေးဒါပေမဲ့အခုချိန်မှာလာဝင်မယ်ဆိုရင်ဒီနေ့အတွက်တောက်ကြံနေတွေကျွန်တော် share ဖမ်းထားတာခဏဘယ်နှကွက်ပဲရှိသေးတယ် main ကွက်တရက်စာနော် main 2ပြောလို့ရတယ်ပြီးအရမ်းပါမယ် share ကြီးဗျာလှမလားဒီတောက်ကြံနေအတွက်ပါလက်ဆောင်ရမယ်ပြီးတော့မိတ်ဆွေတို့နောက်တစ်ပတ်လုံး9ရက်လုံးလို့ရအဲ့ဒါလေးကိုတော့ဘလောက်နဲ့စပုတ်ပေးပြီးအဖွဲဝင်လို့ရလဲဆိုတော့လာမီးလို့ရပါတယ်နော်โอเคနော်မိတ်ဆွေတို့ဆိုရင်6ရက်တောင်ရမှာဗျာ6ရက်ကိုဘယ်လောက်ဈေးလေးလဲဆိုတော့လာစုံစမ်းကြည့်လိုက်ဈေးလေးကတင်းတင်းမျှလာတယ်โอเคနော်တေချာတွေးကြည့်ပါကလင်းကိုတကယ်စပုတ်ပေးခြင်းနဲ့လာခဲ့နောက်တစ်ပတ်ကလင်းရဲ့ like မှာမွေးကိုမျှော်နေရလို့နေမွေးမတင်ပါဘူးနော်အဖောက်ဝင်နေပဲပြီးမှာပါမွေးတွေမိတ်ဆွေတို့တစ်ပိုက်ယုံကြည်မှုရရှိအောင်2ရက်အတွင်းဆိုပြောပြီးပေးတာနော်ပြောတဲ့ရက်တွင်းမှာအကုန်ထွက်တယ်နော်အေးဒီတစ်ပတ်တော့နောက်လာမဲ့ဘက်မှာအဖွဲ့ဝင်တဲ့လူတွေပဲပေးမှဖြစ်တယ်အဲ့တော့မိတ်ဆွေတို့လက်မနေပဲကလင်းကိုအမှန်ကန် support ခြင်းတဲ့လူတွေရှိတယ်ဆိုရင်လာခဲ့နော်ဒီနေ့တော့လည်းကိုးစီရမယ်โอเค